အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ချင်းချင်းငန်းငန်းဆက်ဆက်ဟင်းတစ်မျိုးချက်စားပါတယ်ဒီဟင်းကတော့အနက်နဲ့တင်တရက်ကွယ်လုံးတရေယူနိုင်ပါတယ်ဒါကတော့မြစ်ချင်းဆက်ကြောပါမြစ်ချင်းဆက်ကြောကိုကြောမယ်ဆိုငရုတ်တီးများများထည့်ပါအဖြူအနီတောင်းနဲ့အစိမ်းတောင်းပြီးရင်ကြက်တုံအဖြူအနေပေါ့နော်တို့ကြိတ်ထားမယ်ပြီးလို့စင်တာဒါမြစ်ပါဒီမြစ်ကတော့စင်းဆောင်ကဝယ်တာပါအနက်လုံးဝမရှိပါဘူးဒါကတော့တရက်တီးအချင်းအတွက်သုံးတာပါသူ့နေရာမှာမကြီးသီးမဲ့ကိုအေးဖြော်ပြီးသုံးရင်လည်းရပါတယ်ကိုကတော့တရက်တီးပဲထည့်ချင်လို့တရက်တီးထည့်တာပါသူကတော့ထုံးစံတိုင်းပေါ့ကြက်တုံအဖြူနီစီတက်မယ်ပြီးလို့ဆိုရင်ငရုတ်တီးထောင်းတာထည့်မယ်ပြီးတော့အချင်းတက်လေးအရင်ထွက်အောင်လို့တရက်တီးပေါက်စိတ်လေးတွေကိုအရင်ထည့်ကြောမယ်ပေါ့နော်ပြီးလို့ဆိုရင်မြစ်ပေါ့အဓိကပါဝင်ပစ္စည်းမြစ်ထည့်ကြောပါမယ်ပြီးတော့ဒါငပိစိမ့်စားတစ်စုံကိုရေဖြော်ပြီးထည့်တာပါဒီမြစ်ကလုံးဝအနံ့မရှိပါဘူးအဲဒီအတွက်ကိုလေးလည်းစားရတာကြိုက်တယ်ပေါ့နော်ပြီးရင်တော့အပေါ့အငန်းစားဟင်းကြုံမုံထည့်တယ်ပေါ့နော်ဒါကတော့နောက်ဆုံးအနေနဲ့အမှုလေးနည်းနည်းထည့်တာပါဒီမှာအမှုလေးနွန်းသွားလို့ခြာကနီးလို့ဆိုရင်နန်နန်ပင်သို့မဟုတ်ကြက်တုံမိတ်ထည့်လို့ရပါတယ်အဲ့နေရာမှာကလားနန်နန်ပေါ့နော်ရှမ်းနန်နန်လို့လည်းခေါ်တဲ့ပိုင်ရှင်မရှိတဲ့နန်နန်ပေါ့အဲ့နန်နန်ကိုထည့်လို့ဆိုရင်ဒီဟင်းကအနက်အရသာနဲ့ကိုအမတန်ပြည့်စုံတဲ့ဟင်းဖြစ်သွားမှာပါအခုကတော့အဲ့ဒါမရှိတဲ့အတွက်နန်နန်ပင်ထည့်ထားပါတယ်